လူတို့ရဲ့ဘဝခန္ဓာနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်တွေးရှိရတဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမြင်ရတဲ့အချက်ကိုအမှတ်တရစကားအဖြစ်ပြောကြားထားတာဖြစ်တယ်အဘိတတောဝနိပတတိဝယောအဘိတတောဝဆိုတာတစုံတစ်ယောက်ကစိုက်ခိုင်းစေခိုင်းနေတယ်လို့နောက်ကနေတွန့်ပေးနေတယ်လို့ပဲလူတွေရဲ့အရွယ်ဟာတဖြုတ်ဖြုတ်နဲ့ပြောင်းလဲကျဆင်းနေတယ်တဲ့သူပြောတာနော်အဘိတတောဝနိပတတိဝယောအတင်းချနောက်ကနေပြီးတော့မြန်သွားနဲ့တွန့်ပို့နေတယ်လို့တူတယောက်ကခိုင်းစေနေတယ်လို့လူတွေရဲ့ဘဝဟာရပ်တန့်မနေပဲနဲ့အလွန်လင်းမြန်ကြာဆုံးနေတယ်လို့သူတို့ဆိုတယ်ပေါ့တက်ကြီးပြီဆိုရင်တော့ဒါမှန်တာပဲကြာဆုံးလာတယ်ငယ်စဉ်ဘဝကလည်းကြည့်လိုက်မယ်ဆိုရင်ခုခေတ်ဆိုရင်ကလေးတွေဟာတစ်နှစ်သားအရွယ်နှစ်နှစ်သားအရွယ်တစ်နှစ်သားကျော်လာတာနဲ့စကားတွေကတတ်လာပြီအတော်ကိုသိကုန်ကြပြီပြောတတ်တယ်ဆိုတတ်တယ်နှစ်နှစ်ဆိုတော်တော်လဲဝဲခုခေတ်ကလေးတွေအရွယ်အားလေးပဲလင်းမြန်ကြီးထွားလာကြတယ်ပေါ့ငယ်တဲ့အရွယ်လေးကလင်းမြန်ထွားကြိုင်လာပြီးတော့အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာကြတော့လေလင်းမြန်အိုမင်းကြဆုံးသွားကြတယ်လူတွေရဲ့အရွယ်ဟာဒါမှန်တယ်ပေါ့အလင်းမြန်ပြောင်းလဲပြီးတော့သွားနေတယ်တဲ့အဲ့ဒါလိုအလင်းမြန်ပြောင်းလဲပြီးအရွယ်တွေဟာတည်မြဲပြီးတော့မနေပဲနဲ့ပြောင်းလဲဖြစ်ပေါ်နေတာရူပံအညမိဝတထေဝတန္တံအရွယ်ပြောင်းရင်လည်းပဲရုပ်အစင်းကလည်းပြောင်းလာလိုက်တာတစ်နှစ်သားအရွယ်နဲ့နှစ်နှစ်သားအရွယ်နှစ်နှစ်သားအရွယ်နဲ့၄-၅နှစ်သားအရွယ်ဆိုပြောင်းလာတယ်ပေါ့နော်ကလေးငယ်လေးတွေမှသိမသိတာသေးတော့လည်းပဲသက်40အရွယ်ကနေ50ရောက်သွားပြီရှင်းသွား50ကနေ60 90